စီကားတွေကိုမာကနန်းစုံကနန်းအလိုက်တရက်ကျော်သာမောင်းနှင်ရမယ်လို့ဥပဒေထွက်ပေါ်လာပြီးတဲ့နောက်စီဖြည့်စရာမလိုတဲ့ EV ကားကိုချက်ချင်းသွားရောက်ဝယ်ယူခဲ့ပေမယ့်ပတ်စံရှိတိုင်းလည်း EV ကားတစ်စီးကိုစိတ်ကြိုက်ဝယ်ယူလို့မရပဲဈေးကွက်ထဲမှာ EV ကားတွေအလူအယက်ဝယ်နေကြကြောင်းကိုတွဲဖြစ်စဉ်ကိုပြောပြလာတဲ့နန္ဒလာရဲ့ခင်မွန်းဖြစ်သူဦးစေတီဟာမင်္ဂလာပါပရိသတ်ကြီးရှင်အခုရက်ပိုင်းအီရန်နဲ့အမေရိကန်တို့ကြားမှာစစ်ပွဲဖြစ်နေတဲ့ပြဿနာကြောင့်အာရှနိုင်ငံတော်တော်များများမှာ73စီပြက်လက်မှုကြုံတွေ့နေရတာဖြစ်ပြီးမြန်မာနိုင်ငံအနေနဲ့လည်း73စီချွေတာတဲ့အနေနဲ့စီဖြည့်ပြီးမောင်းရတဲ့ကားတွေဟာကားနံပါတ်အလိုက်စုံကနန်းမကနန်းခွဲခြားကတရက်ကျော်သာမောင်းနှင်ခွင့်ပြုမယ်လို့ဥပဒေအသစ်ထုတ်ပြန်ခဲ့တာပဲဖြစ်ပါတယ်အဆိုပါဥပဒေသစ်ကြောင့် EV ကားဘက်ကိုစိတ်ဝင်စားသူတွေများပြားလာခဲ့ပြီးမြန်မာနိုင်ငံရှိဒိတ်ဒိတ်ကျဲခရိုနီတထေးကြီးတွေကတော့ EV ကားကိုအလူအယက်ဝယ်ယူနေခဲ့ကြတာပဲဖြစ်ပါတယ်စစ်ဘေးဒုက္ခနဲ့အငတ်ဘေးဒုက္ခကြုံတွေ့နေရတဲ့ပြည်သူတွေအနေနဲ့ထမင်းတစ်နက်စားဖို့ခက်ခဲနေကြတဲ့အချိန်မှာခရိုနီအများစုကတော့ EV ကားဝယ်ချင်တာတော့ဝယ်မရတဲ့တထေးတွေအဖြစ်လိုင်းပေါ်မှာပြောဆိုနေကြတာလည်းဖြစ်ပါတယ်ထိုအထဲမှာတရုတ်ဆောင်နန္ဒလာရဲ့ခင်မွန်းဖြစ်သူဦးစေတီဟာကလည်းသူ့အနေနဲ့ EV ကားတစ်စီးကိုချက်ချင်းသွားရောက်ဝယ်ယူခဲ့ပေမဲ့ဝယ်ယူဖို့အခက်အခဲဖြစ်ခဲ့တဲ့ဆိုတဲ့အကြောင်းအခုလိုပြောပြလာခဲ့တာဖြစ်ပါတယ်။ဦးစေတီဟာကတနေ့ကုန် EV ကားတွေပတ်ရှာတာညနေ9 နာရီမှနေ့လယ်စာစားဖြစ်တယ်။ရောင်းဖို့မရှိတော့ဘူးဆိုတဲ့ showroom တွေအယောင်ပိတ်လိုက်ပြီးဆိုတာတွေကားရှိတဲ့ deposit အရင်ချပြီးရင်ကားပြပေးမယ်ဆိုတာတွေကြားမှာအချိန်တော်တော်ကုန်သွားတယ်။ showroom တစ်ခုရောက်တော့စိုးအောက်စာကတ်ထားတဲ့ကားတွေကြားကကျန်တဲ့ကားကိုစိတ်ကြိုက်ကြည့်ဖြစ်တယ်။ပြီးတော့အမေစီသွားတိုင်ပင်ပြီးကြည့်ထားတဲ့ကားပဲပြန်ယူမလို့ပြန်လဲရောက်ရောစိုးအောက်ဖြစ်သွားပြီးတဲ့။နိုင်ဝက်နဲ့ကြည့်ထားတဲ့ကားကမရတော့ပြန်ဘူး။အဲ့ဒီဘေးကရက်ထားတဲ့ကားကိုပဲငွေချေပြီးပြန်လာခဲ့ရတယ်။လက်ရှိ EV ကားလောကအဲ့ဒီလိုအခြေအနေဖြစ်နေတယ်။အခုချိန်ဘယ်ကားမှဈေးစစ်လို့မရတော့ဘူးဟုဆိုက EV ကားတစ်စီးကိုနေချင်းဆိုသလိုသွားရောက်ဝယ်ယူခဲ့ပုံကိုပြောပြလာခဲ့တာပဲဖြစ်ပါတယ်။အခုလက်ရှိမှာစီကားတွေဟာတရက်ကျော်ပဲမောင်းခွင့်ရတော့သလိုစီရရှိဖို့လည်းခက်ခဲနေတာကြောင့်ခရိုနီတထေးကြီးတွေအနေနဲ့ EV ကားဘက်ကိုအာရုံရနေကြပြီးသိန်းထောင်ချီတန်တဲ့ကားတွေကိုတနေ့တည်းတောင်လိုက်ပတ်ဝယ်ယူနေကြတယ်ဆိုတဲ့အကြောင်းဦးစေတီဟာကပြောပြသွားတာပဲဖြစ်ပါတယ်။